အားလုံးမင်္ဂလာပါနော်ဒီနေ့ရွှေပြည်စံနေပေါ့နော်ပြပြပေးမယ်ရွှေအပြင်စံနေပေါ့နော်အပြင်စံနေတာ15ပဲရေကိုဘယ်လိုစမ်းမလဲဆိုတော့ကြည့်မယ်နော်15ပဲရေဆိုလို့ရှိရင်ဘယ်လိုစမ်းမလဲဆိုတော့သူကအပြင်စံနေနဲ့အတွေ့စံနေမျိုးရှိတယ်အပြင်စံနေကိုအရင်သိရမယ်နော်အပြင်စက်နေတာကြတော့15ပဲရေဆိုလို့ရှိရင်သူကအခောက်ပေါ့နော်ခောက်ရွှေ16ပဲပေါ့နော်တစ်ချက်ပေါ့နော်အခောက်ရွှေတစ်ချက်မှာအပြင်ကတတုဆက်ပေါ့နော်အပြင်ကတပဲရောတယ်တတုဆက်ဆိုတာကကျင်းညီဖြစ်မယ်ကြေဝါဖြစ်မယ်တရားနဲ့တရားသူတို့စက်တာမဖြစ်ဘူးပေါ့နော်ဒီပရိပို့ရဆက်တာနော်ကြီးဒါမှမဟုတ်တချို့ကျတော့ကြီးရဲ့ဘော်လို့နော်အဲ့လိုမျိုးပြောပြီးဆက်တယ်ဒါပေမဲ့အားလုံးတွေကရှူမဟုတ်တဲ့ဟာတွေအားလုံးကပတ်တုဆက်လို့ပဲခေါ်တယ်နော်အင်္ဂလိပ်လိုသူတို့ online လို့ခေါ်တယ်နော်15ပဲဆိုလို့ရှိရင်အခေါက်ရှူ16ပဲနဲ့ပတ်တုဆက်ကတပဲပတ်တုဆက်ကတပဲအဲ့ဒါဆိုလို့ရှိရင်သူကဒီလိုမျိုးအခောက်ရွှေ16ပဲနဲ့တတုဆက်တပဲကိုရောထားတယ်ဆိုလို့ရှိရင်သူက15ပဲရွှေပေါ့နော်နောက်ထပ်တစ်ခု14ပဲလေးရွေး14ပဲလေးရွေးကအပြင်ဆက်ဖြစ်တဲ့အတွက်ကြောင့်မို့သူ့ကိုလည်းအခောက်ရွှေ16ပဲနဲ့ပဲရောတယ်အခောက်ရွှေ16ပဲရဲ့တတုဆက်ကိုတပဲနဲ့လေးရွေးရောတယ်တတုဆက်ကိုတပဲနဲ့လေးရွေးနဲ့ရောတယ်အဲ့ဒါဆိုလို့ရှိရင်14ပဲလေးရွေးအရင်ပဲကျွန်တော်နော်အခောက်ရွှေ16ပဲနဲ့မှာတတုဆက်တပဲနဲ့လေးရွေးရောတယ်ဆိုလို့ရှိရင်သူက14ပဲလေးရွေးပေါ့နော်တကယ်လို့14ပဲအရင်ဆိုလို့ရှိရင်အခောက်ရွှေပဲမှာတတုဆက်က2ပဲရောတယ်ဟာခောက်ရွှေ16ပဲနဲ့တတုဆက်2ပဲရောရေးသူက14ပဲနော်17ပဲရေး17ပဲအရေးဆက်မယ်ဆိုရှင်သူကအခောက်ရွှေ16ပဲကိုတတုဆက်တော့ဘယ်နဲ့ရောတကြက်က16ပဲဒီပေါ့နော်အခောက်ရွှေ16ပဲနဲ့တတုဆက်3ပဲရောထားတာကို73ပဲရေးလို့ပေါ့ဒါပြဆိုတော့မီလင်းကဒီခောက်ရွှေ16ပဲမှာဒီတတုဆက်3ပဲနဲ့ရောလိုက်ရေးသူကသူ့ရေးသေးတာ3ပဲရော့အောင်နော်အဲကြောင့်မို့သူက73ပဲရေးပဲကျန်တော့တယ်နော်7ပဲရေးဆိုလို့ရှိရင်အဲ့လိုပဲသူရဲ့အခောက်ရွှေ16ပဲတဲ့မှာတတုဆက်4ပဲရောတာမြင်ရလားမသိဘူးတတုဆက်4ပဲရောတာနော်12ပဲရေးဆိုလို့ရှိရင်အခောက်ရွှေ16ပဲနဲ့တတုဆက်4ပဲရောထားတာဒီတဲ့အတွက်ကြောင့်သူက12ပဲရေးပဲကျန်တယ်ဘာဖြစ်လို့12ပဲရေးပဲကျန်တော့လဲဆိုတော့ဒီရွှေအခောက်ရွှေပေါ့နော်မီလင်းရွှေ16ပဲတဲ့မှာတတုဆက်4ပဲရောလိုက်တော့အကြီးကရော့သွားပြီလေဒီကရွှေမဟုတ်ဘူးလေကြီးရောပေါ်လို့ねပေါ့နော်အဲ့လိုမျိုးရောထားတာဖြစ်တဲ့အတွက်ကြောင့်မို့ရွှေကသူရဲ့အကြီးကရော့သွားပြီ4ပဲရော့သွားတာဖြစ်တဲ့အတွက်ကြောင့်သူက12ပဲရေးပဲကျန်တယ်ဒါကဒီစံပေါ့နော်နားလည်မယ်လို့ယုံကြည်ပါတယ်နားမလည်တဲ့သူရှိရင်ခမမရေးလာပြီးလို့ရတယ်နော်